တန်ရောစဉ်ပြဒုက္ခရဆိုတဲ့တရားကိုဟောကြားပေးမယ်ဆိုတော့ဒီကသုံးတွေနိကေ900အင်္ဂါ9ဓာတ်ဓမ္မခန္ဓာများကိုရှိကျမှသားဆရာထားပြီးလျက်မိမိကိုယ်တိုင်ကျင့်ကြံကြိုးစားပွားများအားထုတ်သွားတော့ကြောင့်အတိညာများရရှိပြီးတော့အယုတော်များကတတ်တော်များကြအောင်ကျင့်ကြံကြိုးစားပွားများအားထုတ်သွားတော့ကျေးဇူးတော်ရှင်အက္ကမဗန္ဓိတမောဆရာတော်ဘုရားကြီးရဲ့ဥပနိတရားအတိုင်းဟောပေါ်ညွန်ပြအဆုံးမပေးမှဖြစ်တော့ကြောင့်အလုံးတော်တရားဓမ္မတွေအနေနဲ့အာယုတပတ်စိတ်မတော်ပဲနဲ့ယူတည်စွာနဲ့ယုံကြည်စွာနဲ့နာဂမသားကြတရားကိုနာကြတယ်တရားကိုကျင့်ကြံကြိုးကုပ်ပွားများအားထုတ်ကြတယ်ဆိုတာဒီတန်ရောစဉ်ပြတ်ဖို့ပါပဲတရားကိုနာမှတရားကိုအားထုတ်ကြမှာသာလေတန်ရောစဉ်ကပြတ်မှာတရားကိုလည်းမနာတရားကိုလည်းပဲအားထုတ်ကြပဲနဲ့ကိုယ့်ရဲ့ကိုယ်ရပါသားရဲ့သမီးစီဝါရေးယာယီရွာရေးလောကီအရေးပြားနဲ့အချိန်ကုန်နေကြမယ်ဆိုရင်တန်ရောစဉ်ကပြတ်ပါမလားတန်ရောစဉ်မှမပြတ်ခဲ့တော့ဒုက္ခကလည်းမရသေးဘူးတန်ရောစဉ်ပြတ်မှဒုက္ခကရမယ်တန်ရောစဉ်ကုန်မှဒုက္ခကကုန်မယ်ဆိုတော့တရားဓမ္မတို့ဒုက္ခခတ်သိချုံငင်းကြပါတဲ့ဗျာဒုက္ခခတ်သိချုံသေးရနိဗ္ဗာန်ကိုလိုချင်ကြကြပါတဲ့ဗျာဆိုရင်တခြားပြအောင်ကြိုးစားရပါလားတန်ရောစဉ်ပြအောင်ကြိုးစားပါလားတန်ရောစဉ်ပြတ်မှတန်ရောစဉ်ကုန်မှဒုက္ခရမယ်ဒုက္ခခတ်သိချုံသေးရအမှနိဗ္ဗာန်ကိုရောက်မယ်ဆိုတော့ဘုရားရှင်များဧကတောကမဟာတောကများဒုက္ခခတ်သိချုံသေးရအမှနိဗ္ဗာန်ကိုရောက်သွားကြတာဒီဘာပြတ်သွားလို့ပါလိမ့်တန်ရောစဉ်ပြတ်လို့ဘုရားဖြစ်ရတယ်တန်ရောစဉ်ပြတ်လို့ရဟန္တာဖြစ်ရတယ်တန်ရောစဉ်ပြတ်လို့ဧကတောကမဟာတောကဖြစ်ရတယ်ဧကတောကမဟာတောကဘုရားဖြစ်မှာလည်းပဲနိဗ္ဗာန်ကိုရောက်နိုင်တယ်ဆိုတော့မဲ့ညာဖူညာရပြီးဟောနာတိကင်းတဲ့နိဗ္ဗာန်ကိုရရင်ရောက်ရှိပါ၏ဘုရားဆိုရင်သုတ္တကဘာဖြတ်ရပါလဲတန်ရောစဉ်ဖြတ်မှနိဗ္ဗာန်ရမယ်ဟောတန်ရောစဉ်ဖြတ်မှဒုက္ခရမယ်တန်ရောစဉ်ကုန်မှနိဗ္ဗာန်ရမယ်ဆိုတော့တရားဓမ္မတို့ဒီနေရာမှာတန်ရောစဉ်ရဲ့တန်ရောဇနိယရဲ့နှစ်ပါးခွဲခြားဝေဘာသိရမယ်နော်သင်္နဘကတန်ရောစဉ်တဲ့သင်္နဘကဘာလဲသင်္နဘကတန်ရောဇနိယသင်္နဘကဘာလဲဒါဖြင့်တန်ရောစဉ်နဲ့တန်ရောဇနိယနှစ်ပါးရှိတော့ကျွတ်တို့ဒုက္ခရရှိပါ၏ဘုရားဆိုရင်တန်ရောဇနိယကိုပဲလို့မရဘူးတန်ရောဇင်လို့တာပဲရမယ်ဒုက္ခရချင်ရင်တန်ရောဇနိယပဲရမှာလားတန်ရောဇင်ပဲရမှာလားဒါပဲသာသမီပစ္စည်းဥစ္စာများကတခြားလားတန်ရောဇနိယလားသာသမီတိုက်တာအိုရပေါ်မှာခင်မင်းတွေ့တာနေတဲ့ဆန္ဒရာဂကဒါလည်းတန်ရောဇင်လို့မှတ်ရမယ်နော်ဒါတဲ့သမီးတွေမြစ်တွေမြစ်ဟုတ်လားမြစ်တွေမြေတွေတိုက်တွေတာတွေကတခြားလားတန်ရောဇနိယလားသာသမီပစ္စည်းဥစ္စာများရဲ့ပေါ်မှာတာယာခင်မင်းတွေ့တာနေတဲ့ဆန္ဒရာဂတွေတခြားလားတန်ရောဇင်လားဒါပေမဲ့တုကဒုက္ခရခြင်းပါတယ်ဖေဟာဒုက္ခခတ်တဲ့ချုံငင်းခြင်းပါတယ်ဖေဟာဆိုရင်တန်ရောဇင်လို့သာပဲရမယ်တန်ရောဇနိကတန်ရောဇနိကတန်ရောဇနိယကတော့သူ့ဘာသူနေတာပဲသူ့ဘောမှာကိုကတွားပြီးတော့မตายရင်မဆွဲလန်းရင်ဆန္ဒရာဂမဖြစ်တန်ရောဇင်ဖြစ်ပါမလားဒါဘောမှာသမီးဘောမှာပစ္စည်းဥစ္စာများရဲ့ဘောမှာတွားပြီးတော့ခင်မင်တွေ့တာတတ်တဲ့ဆန္ဒရာဂဖြစ်မှဒါလည်းတန်ရောဇင်ကဖြစ်တာတန်ရောဇင်ဖြစ်မှဒါလည်းတန်ရောဇင်ဆိုတာတခြားလားသဘောတရားသိစားလားကိုယ့်ရဲ့သဏ္ဍာန်မှာတန်ရောဇင်ခေါ်တဲ့သမှုတရားသစ္စာရှိရင်ဒုက္ခကလွတ်ပါလားဒုက္ခပြန်တွေ့ရမှာလားဒါပေမဲ့တို့အလုံးဖရာတွေသင်္ခါဝါလို့တတုမကပုဂ္ဂိုလ်ညာတော်လည်းပဲဇာတိဒုက္ခတွေဇေယဒုက္ခတွေဗျာတိဒုက္ခတွေမရဏဒုက္ခတွေတောကအစရှိတဲ့ဒုက္ခတရားတွေမြတ်မြတ်ဆာတာတွေးကြရကြုံကြရဆုံကြရခံစားကြရဓာတိတခြားကြောင့်လားတန်ရောဇင်ကြောင့်လားဘုရားကြောင့်မြတ်စွာဘုရားကငါဘုရားကိုယ်တိုင်တန်ရောဇင်မြပဲခဲ့တဲ့အတွက်ဘုရားဖြစ်ရောက်ခဲ့ပါပြီနိဗ္ဗာန်ရောက်ခဲ့ပါပြီအတိန်တို့လည်းပဲငါဘုရားရောက်ရဇုဝနိဗ္ဗာန်ဒုက္ခနိဗ္ဗာန်
တန်တိလက္ခဏာနဲ့ပြည့်စုံတဲ့နိဗ္ဗာန်ကိုလိုချင်ရကြပါတယ်ဘုရားဆိုရင်အသင်တို့လည်းတန်ရောစဉ်ဖြတ်ကြတန်ရောစဉ်ဖြတ်ကြလို့မြတ်စွာဘုရားကမမှာခဲ့ဘူးလားဒါပေဘုရားရှင်မြတ်အက္ခတာဝကမြတ်မဟာတာဝကမြတ်တန်ရောစဉ်ဖြတ်နိုင်လို့နိဗ္ဗာန်ကိုရောက်သွားကြတယ်ဆိုတော့ဟောကျွတ်တို့ကလည်းပဲဘုရားကြီးဂိကဘာလို့တဲ့သူဘက်ကပုတဲ့ညာတော်လည်းပဲကျွတ်တို့ဒီအဟုတ်ရှိတကယ်ရှိအမှန်ရှိတဲ့နိဗ္ဗာန်ကိုတခါမှမြင်လည်းပဲမမြင်ခဲ့ဘူးပါမြင်ဘူးရဲ့လားဒုက္ခကတဲ့ချုံကြီးရနိဗ္ဗာန်ကိုရောက်လည်းပဲမရောက်ခဲ့ဘူးပါဒါဖြင့်အဟုတ်ရှိတကယ်ရှိအမှန်ရှိတဲ့နိဗ္ဗာန်ကိုမမြင်ကြရမရောက်ကြတာဒီနိဗ္ဗာန်မရှိလို့လားကိုယ်ကတန်ရောစေမဖြတ်နိုင်သေးလို့လားဒါပေမဲ့အခုခါမှာတရားဓမ္မတွေဒီအမှန်တမ်းရခဲ့တဲ့လူဘဝတွေရထားပြီအမှန်တမ်းတွေ့ကြုံခဲ့တဲ့သာသနာနဲ့လည်းတွေ့ကြုံနေပြီအမှန်တမ်းကြုံခဲ့တဲ့ယေရှုရှင်အကမှာဗန္တိတာဘုရားဆရာတော်ဘုရားဆရှိတဲ့ဆရာကောင်းတပါးကောင်းတွေနဲ့ကြုံနေပါပြီအမှန်တမ်းဖြစ်ခဲ့တဲ့ဗုဒ္ဓဘာသာဝယ်သေးလည်းဖြစ်နေကြပါပြီဒီကဲ့သို့အခွင့်ကောင်းအခါကောင်းတွေအကြောင်းအင်္ဂါတွေနဲ့ကျုံဆုံနေပါရဲ့တာနဲ့တန်ရောစဉ်မဖြတ်နိုင်လို့နိဗ္ဗာန်မရောက်ဘူးဆိုရင်အမှန်တမ်းအကြီးကျယ်နစ်နာသွားမယ်။ဩလူဝါယသာသနာနဲ့ကြုံဗုဒ္ဓဘာသာဝင်ဖြစ်ဆရာကောင်းသမားကောင်းတဲ့ကြုံပြီးကြုံညာတော်လည်းပဲဆရာကောင်းသမားကောင်းတွေကဣစ္ဆာတရားကိုဟောကြကြအဆုံးမပြီးပြီပညာတော်လည်းပဲကိုကတန်ရောစဉ်မဖြတ်နိုင်သေးလို့နိဗ္ဗာန်ကိုမမြင်ရဘူးနိဗ္ဗာန်ကိုမရောက်ကြဘူးဆိုရင်တော်ပါမလားဒါပဲအခုခါအခုချိန်ဒီတာယတပိစီဝါကြီးဘုံမှာတန်ရောစဉ်နဲ့တွေ့တာနေရမှာလားတန်ရောစီကိုမပြတ်အောင်ဖြတ်ရမှာလားလူဝရသေးစေသာသနာနည်းနဲ့ကြုံနေစေဗုဒ္ဓဘာသာဝင်ဖြစ်စေဆရာကောင်းသမားကောင်းတွေနဲ့တွေ့စေဖို့လို့ဒါလေတန်ရောစီဖြတ်ပါလို့ဟောကြားနိုင်တာသာသနာ့ဘမှာဆိုရင်တန်ရောစီဖြတ်ပါလို့မဟောနိုင်ဘူးရှင်းမလားဒါပေဒုက္ခခါတဲ့ချုံချင်းညီမကြီးဘုရားဆိုရင်ကျွတ်တူဖြတ်ရပါကတန်ရောစတိရလားတန်ရောစေလားဒါပေတန်ရောစေဆိုတာဒီဓမ္မတို့တုံနှောင်းထတဲ့သဘောဖွဲ့ရှိတတ်တဲ့သဘောဒီတခြားလားတန်ရောစေလားထို့ဘုံမှမလို့ရအောင်ရစ်ကြတလီချီကြတမျိုးကျိုးတွေ့မှုတရားစုခေါ်မှုတန်ရောစေတဲ့နော်ကဲဆိုကြည့်အောင်ထို့ဘုံမှမလို့ရအောင်ရစ်ကြတလီချီကြတမျိုးကျိုးအသွင်ပြုတရားစုခေါ်မှုတန်ရောစဉ်ထို့ဘုံမှမလို့ရအောင်ရစ်ကြတလီချီကြတမျိုးကျိုးအသွင်ပြုတရားစုခေါ်မှုတန်ရောစဉ်ထို့ဘုံဘဝမှာလွတ်မြောက်ပြီးတော့အောင်ရစ်တတ်တဲ့သဘောချီထားတဲ့သဘောဒီတခြားလားတန်ရောစေလားလူဘုံမှမထွက်မြောက်နိုင်အောင်လဲတန်ရောစဉ်ကချီထားတာပဲဒီနတ်ဘုံမြမဘုံဒီကမထွက်မြောက်နိုင်အောင်လဲပဲတခြားကချီထားတာလားတန်ရောစေလားဒါပေထို့ဘုံမှမလို့ရအောင်ရစ်ကြတလီချီကြတမျိုးကျိုးတွေစုတရားစုတွေတခြားလားတန်ရောစေလားအဲ့ဒီတာယောစီကိုပယ်နိုင်ဖြတ်နိုင်မှနိဗ္ဗာန်ရမှာဘယ်လိုပဲဘုရားရှင်နဲ့ကြုံတုံဘယ်လိုပဲဆရာကောင်းသမားကောင်းနဲ့ကြုံတုံဘယ်လိုပဲသာသနာနဲ့ကြုံတုံတန်ရောစီမဖြတ်နိုင်သေးကြတော့ဒုက္ခကရပါမလားဒါပဲဒုက္ခခါတဲ့ထုံချင်းကြီးမကြီးဘုရားဆိုရင်ကျုပ်တို့ဖြတ်ရပါကတန်ရောစနည်းရလားတန်ရောစင်လားဒါကြောင့်အခါတပဝိသကုတ္တပရပိုက်ကမြတ်စွာဘုရားထံမှာတွားပြီးလျှောက်ထားတယ်ဘုရားရှိခိုးလို့မှလောကမှာလူဟာလူတန်ရောစဉ်မစွန်ပဲနဲ့ခန္ဓာကိုယ်ပျက်စီးပြီးတဲ့အခါမှာဒုက္ခကတဲ့ထုံချင်းရာနိဗ္ဗာန်သို့ရောက်နိုင်ပါသလားဘုရားလို့ဝိသကုတ္တကမမေးဘူးလားဘုရားရှင်ခေါ်တော်မှာလူဟာလူတန်ရောစဉ်မစွန့်နိုင်ပဲနဲ့ခန္ဓာကိုယ်ပျက်စီးပြီးတဲ့အခါမှာဒုက္ခချောဆိုးရာနိဗ္ဗာန်သို့ရောက်နိုင်ပါသလားလို့ပြီးတော့နာခောဝိသမရောက်နိုင်ဘူးဟေးရောက်နိုင်ပါမလားလူဟာလူတန်ရောစဉ်မစွန့်ဘဲနဲ့မစွန့်နိုင်ဘူးဆိုရင်ဒီခန္ဓာကိုပျက်စီးပြီးတဲ့အခါမှာဒုက္ခအဆုံးနိဗ္ဗာန်ကိုရောက်နိုင်သလားလို့မေးတော့ဘုရားရှင်ကဘာဖြေလဲ
တန်ရောစဉ်မှာမဖြတ်နိုင်ခန္ဓာကိုပျက်စီးပြီးတဲ့အခါမှာနိဗ္ဗာန်ပဲရောက်ပါမလဲတန်ရောစဉ်ဆိုတာတရားလားတဏှာလားအဲ့ဒီနာကိုစဝိုင်းထဲမှာကြည့်ပါဆိုရင်ကြားတယ်မှာပါတာလားသုံးနာပါအကွက်မှာပါတာလားသုံးနာပါအကွက်မှာပါတဲ့တဏှာဒီဘာသစ္စာသမုဒိယသစ္စာဒီနိဗ္ဗာန်ရောက်ကြောက်လားဒုက္ခရောက်ကြောက်လားဒါပေမဲ့လူဟာလူတန်ရောစင်မစိုးမနဲ့ဒုက္ခအဆုံးနိဗ္ဗာန်ဘယ်ရောက်နိုင်ပါမလဲနောက်တကဝိဇ္ဇာကအိုးအရှင်ခေါတော်မှာလူဟာလူတန်ရောစင်မစိုးမနဲ့နတ်ပြည်ကိုရောက်နိုင်ပါသလားလို့မိတော်မြတ်စွာဘုရားကရောက်နိုင်တယ်ဟေးတဲ့ဒကာရမတို့လူဟာလူတန်ရောစင်မစိုးမနဲ့ဒုက္ခတိနတ်ပြည်ရောက်နိုင်သလားမိတော်တရားမကောက်တထောင်မကောက်အများကြီးရောက်နိုင်တယ်ဒါပေမဲ့ခင်ဗျားတို့ဒီသာသသမီးနဲ့မြင်းနဲ့မြင်းနဲ့လူတန်းပေးကပ်ပြီးတော့ဒီကုသိုလ်ကောင်းမှုစုစုကြောင့်တပြုံလုံးနတ်ပြည်ရောက်ရစီဘုရားဆိုရင်မရောက်ဘူးလားတယောက်တည်းရောက်ပါလားတပြုံလုံးရောက်ပါလားဒါပေမဲ့ယောဂီများကနတ်ပြည်တော့တဲ့ကံမှာတယောက်တည်းတွားရတာလားတပြုံလုံးလားကြက်ကြက်တပြုံလုံးတွားရင်တပြုံလုံးတွားရင်ကတရားလားတန်ရောစီပဲလားဩယောဂီများကနတ်ပြည်သွားပြီးသွားရတော့လည်းပဲတယောက်တည်းမသွားခြင်းဘူးတဲ့တပြုံလုံးမှာတဲ့ဒါပေမဲ့တန်တရားကိုအကြီးမှာနိဗ္ဗာန်ကိုမရောက်ခဲ့တာဒီတရားကြောင့်လားတပြုံလုံးသွားရင်နဲ့တန်ရောစင်ကြောင့်လားနောက်ကိုသွားရင်လေလားတယောက်တည်းသွားရင်ပါတယောက်တည်းစားပါတယောက်တည်းအိပ်ပါတယောက်တည်းရေဖို့ထိုးပါတယောက်တည်းစဉ္ညာလျှောက်ပါအပေါင်းနဲ့အသိနဲ့တငယ်ချင်းနဲ့မပြောမွေးပါနဲ့အပေါင်းနဲ့တငယ်ချင်းဖွဲ့ရင်လားတခြားလားတန်ရောစင်လားဒီစဉ္ညာလျှောက်ပြီးချောင်ကြတော့လည်းပဲနှစ်ယောက်မှသုံးမှ200 300တွဲပြီးလျှောက်ချင်းသားဒီတခြားလားတန်ရောစင်လားယောဂီများကကျောင်းကံဖျားမှာလာပြီးတရားဓမ္မရှုမှတ်၍တန်ရောစင်တွေပဲညာတော့လည်းပဲတန်ရောစင်ပဲနေတဲ့အချက်ကတန်ရောစင်ကပြန်မပြီးတွဲနေကြတယ်တန်ရောစင်ပဲဖို့လာပြီးတရားအထုတ်တာပဲသို့တော့ပဲဖို့အထုတ်ပြီးအထုတ်ကြတော့လည်းပဲဆက်ကပဲနိုင်တာလားပြန်ပြီးတွဲနေတာကပါသေးလားပြန်ပြီးတန်ရောစင်တွဲနေတာကပါသေးတယ်အဲ့ဒါတော့မညာဖူညာမရတာတပည့်တော်တရားအထုတ်တာကြားပြီးသောတာပတိမညာဖူညာရကိုမရနိုင်သေးဘူးဖေဟာတခြားကြောင့်လားပြန်တွဲနေလို့လားရှင်းမလားဒါပင်လူဒီလူတာရောစင်မစောပဲနဲ့သုခတိနတ်ပြည်ရောက်နိုင်ပါသလားမေးတော့ရောက်နိုင်တယ်ဟေးတဲ့တရားတစ်ထောင်မကပါအများကြီးရောက်နိုင်တယ်ဆိုတော့နတ်ပြည်ကတော့တန်ရောစင်မပယ်လေရနိုင်တာပဲဒါနပြုမယ်သီလစောင့်သိမယ်ဆိုရင်တန်ရောစင်ဒီမပယ်နိုင်သေး냐တော့လည်းပဲမရောက်နိုင်ဘူးလားနောက်ဝိသကုတ္တကမလာပါရှင်ဗျာအာဇီဝကများသည်ဤခန္ဓာကိုပျက်စီးပြီးတဲ့အခါမှာနိဗ္ဗာန်ကိုရောက်နိုင်ပါသလားမိတော့မရောက်နိုင်ဘူးဟေ့သာသနာမှာဇမျိုးတခြားတပါးတော့အယုရှိတဲ့အာဇီဝကဗျာသည်ခန္ဓာကိုပျက်စီးပြီးတဲ့အခါမှာနိဗ္ဗာန်ရောက်နိုင်သလားမိတော့ဘုရားရှင်ကပါလေဘယ်ရောက်နိုင်ပါမလဲသာသနာမှာဇမျိုးတခြားတပါးတော့အယုရှိတဲ့ပရပိုက်ဆိုတာမိစ္ဆာအယုတွေပဲမိစ္ဆာအယုရှိတော့နိဗ္ဗာန်ဘယ်ရောက်ပါမလဲဒါပေမဲ့သာသနာမှာဇမျိုးတခြားတပါးတော့အယုရှိတဲ့အာဇီဝကများသည်ဤခန္ဓာကိုပျက်စီးပြီးတဲ့အခါမှာဒုက္ခအဆုံးနိဗ္ဗာန်ရောက်နိုင်သလားမေးတော့ဘုရားကဘာဖြေလဲမရောက်နိုင်ဘူးနော်ဒါပေမဲ့နိဗ္ဗာန်ကိုရောက်နိုင်တယ်သောတာပန်ဖြစ်နိုင်တယ်သဂရကဖြစ်နိုင်တယ်အနာကဖြစ်နိုင်တယ်ယန္တာဖြစ်နိုင်တယ်ဆိုတာဤဘုရားရှင်ရဲ့သာသနာတွင်မှသာလျှင်ဖြစ်နိုင်တယ်ဤဘုရားရှင်ရဲ့သာသနာမှာတပတ်တခြားတော့သာသနာမှာသောတာပန်လည်းမဖြစ်ကောင်းဘူးသဂရကနာကယန္တာလည်းပဲမဖြစ်ကောင်းနော်ဤဘာသမေဝသာသနိဤဘုရားရှင်ရဲ့သာသနာတွင်မှသာလျှင်စီစာမြင်းစာနိမလမ်းမှာစခန်းမနဲ့ကျင့်ကြံကြိုးစားပွားများအထုတ်ခဲ့သောဤဘုရားသာသနာတွင်မှသာလျှင်သောတပ္ပစတိဖြစ်ကောင်းတယ်ရှင်းမလားနောက်ဝိဇ္ဇာကုတ္တကဟိုးရှင်ခေါ်တော်မှာအာဇီဝကဗျာသည်ဤဝကပြည့်စည်ပြီးတဲ့အခါမှာနတ်ပြည်ကိုရောက်နိုင်ပါသလားဖေဟာမမေးဘူးလားဘုရားနဲ့ဆိုဗျာကအတေဝိဇ္ဇာကုတ္တတဲ့ငါဖျားသည်
ပြန်ပြောင်းပြီးတော့ဆင်ခြင်ကြည့်တဲ့အခါမှာ90ဒီကဘာတက်ပါငါဖျားကိုယ်တိုင်ကမ္မဝါဒီကိရိယာဝါဒီအယူရှိခဲ့တဲ့အာဇီဝဖြစ်ခဲ့တယ်အဲ့ဒီကမ္မဝါဒီအယူရှိတဲ့အာဇီဝကကြောက်တာလေတက်ပြီးရောက်တယ်ကျန်တဲ့အာဇီဝကတွေအကုန်လုံးအပယ်သွားတာပဲဟေးလို့အဖြစ်မပေးဘူးလားဘုကမဝိစ္ဆကုတ္တကဖလတ်ပါရှင်ဗျာအော်တိတ်ကြီးတို့ရဲ့သာသနာဒီနတ်ပြည်ကိုတော့မရောက်နိုင်ပါလားဖေဟာနတ်ပြည်တောင်းမှစိတ်တုံ့နေပါတော့လားဖေဟာလို့အမှန်တမ်းကြောက်လန့်သွားတယ်ရကြောင့်တရားဓမ္မတွေလူဟာလူတန်ရောစင်မစွန်မဲနဲ့ဤခန္ဓာကိုပျက်စီးပြီးတဲ့အခါမှာဒုက္ခအဆုတ်နိဗ္ဗာန်ရောက်နိုင်ပါမလားဒါပေမဲ့တန်ရောစင်မစွန်ရင်နိဗ္ဗာန်မရနိုင်ဘူးဆိုတော့ကျွတ်တုကနိဗ္ဗာန်ကိုတကယ်တမ်းလိုချင်ကြခြင်းပါတယ်ဘုရားဆိုရင်တခြားဆောင်းရမလားတန်ရောစင်ဆောင်းရမလားဒါပေမဲ့တန်ရောစင်ဆိုတာတုံ့နှောင်တတ်တဲ့သဘောဖွဲ့ရတတ်တဲ့သဘောဒီတန်ရောစင်အမှန်တရားကြောက်စရာကောင်းတယ်နော်ခမရတို့မှာကိုယ့်ရင်ကိုယ်ရမှာသားနဲ့သမီးနဲ့မြေနဲ့မြင့်နဲ့နေတဲ့ခါမှာဟောဒီဓမ္မယောဂီမှာဆရာဓမ္မများကနိဗ္ဗာန်ရောက်ကြောင်းတရားကောင်းများကိုဟောကြားပြီးဟောကြားနေကြတော့လည်းပဲကိုယ့်ရင်ကိုယ်ရမှာသာတန်ရောစဉ်သမီးတန်ရောစဉ်တွေရှိနေမှာဆိုရင်ဝါကိန်းကိုကြောင်းဖို့ရတဲ့ကိစ္စသမီးကိုထိန်းကြောင်းရတဲ့ကိစ္စအဲ့ဒီသာတန်ရောစဉ်သမီးတန်ရောစဉ်ရှိနေမှာဆိုရင်ဓမ္မယုံဓမ္မလာပြီးတရားဓမ္မနာနိုင်ပါမလားတခြားကြောက်လားတန်ရောစဉ်ကြောက်လားဟောသာတန်ရောစဉ်သမီးတန်ရောစဉ်စီဝဥစ္စာတန်ရောစဉ်ရောက်ကိုမခွာနိုင်မရှဲနိုင်မပယ်နိုင်တဲ့သူများကခိတ္တခဏလေးရောက်မှမပယ်နိုင်တဲ့သူများကဓမ္မယုံတော်မှလာပြီးတရားဓမ္မနာကြနိုင်ရဲ့လားတခြားကဖွဲ့ရှိထားတာလားတန်ရောစဉ်ကလားဒါပင်လူဘုံလူဘဝဝါကိုယ့်ရကိုယ့်ရာကမတော့မြတ်နိုင်အောင်ဘသူကဖွဲ့ရှိတာငါဘုံနတ်ဝကမထွက်မြောက်နိုင်အောင်ဘသူကဖွဲ့ရှိတာဩဒါပဲတာယောစဉ်တရားဒီနိဗ္ဗာန်ကိုကန့်ကွက်တဲ့တရားပဲတာယောစဉ်ကလေဒုက္ခရောက်မဲ့နေရာကိုမကန့်ကွက်ဘူးလူပြည်နတ်ပြည်ကြကန့်ကွက်ကြလားဒုက္ခတိတ်မဲ့နိဗ္ဗာန်ကြတော့မကန့်ကွက်ဘူးလားဒါပေမဲ့တန်ရောစဉ်ဒီမကောင်းတဲ့နေရာကိုပို့တယ်ကောင်းတဲ့နေရာကိုကန့်ကွက်တယ်မကောင်းတဲ့နေရာကိုကောင်းတဲ့နေရာကိုဝါတန်ရောစဉ်ဒီဒုက္ခရောက်မဲ့နေရာကိုပို့ရဲ့ဒုက္ခတိတ်မဲ့နေရာကိုမပို့ဘူးဆိုတော့ပေါင်းရမယ်တရားလားပယ်ရမယ်တရားလားသို့တော်မြတ်စွာဘုရားကငါဘုရားကိုယ်တိုင်တန်ရောစဉ်ပယ်ခဲ့လို့နိဗ္ဗာန်ရောက်ခဲ့ပါလေမင်းတို့လည်းပဲတန်ရောစဉ်ပယ်ကြတန်ရောစဉ်ပယ်ကြလို့ဟောကြားခဲ့ပဲဟောကြားခဲ့ညာတော်လည်းပဲကျွတ်တူရဲ့ဒီကဓမ္မဒီပါတန်ရောစဉ်ပယ်နိုင်တဲ့သူကခါရှားရှားမရှားဘူးလားခင်ဗျားတို့မှာသားနဲ့သမီးနဲ့ဆွေနဲ့မျိုးနဲ့မြေးနဲ့မြင့်နဲ့ဆိုတော့တန်ရောစဉ်ကများတာဗောအဲ့ဒီတန်ရောစဉ်ကိုပယ်ပါလို့ဆရာဓမ္မကဟောတဲ့ခါမှာအရှင်ဘုရားကဘုန်းကြီးဆိုတော့ပြောနိုင်တာဗောဒီရောမှာသားနဲ့သမီးနဲ့မြေးနဲ့မြင့်နဲ့ဖေဟာမလွယ်ဘူးဖေဟာဘယ်ထိုင်ပါမလဲဟုတ်တယ်မဟုတ်လားဘယ်ထိုင်ပါမလဲဘယ်နိုင်ရလားဘယ်နိုင်ရလားဘာကြောင့်မပယ်နိုင်လဲတန်ရောစဉ်ကြောင့်တန်ရောစဉ်ကတခြားကြောင့်ဟုတ်လားတွဲနေတာပဲလားဖြစ်ပြမမြင်လို့လားဟုတ်ပြီမြတ်စွာဘုရားကိုယ်တိုင်ဘောဓိပင်နဲ့ရှုကလင်ပေါ်မှာမဂ္ဂင်၈ပါးအကျင့်တရားကိုကျင့်လိုက်တော့ဖြစ်ပြမြင်ဖြစ်ပြမုံဖြစ်ပြဆုံးပြီးနောက်ဆုံးအသောကေကွာယန္တာဖြစ်နောက်ဆုံးတပ္ပိညုတရွှေဉာဏ်တော်ရရှိပြီးရင်ဘုရားအဖြစ်ဆုံးမရောက်ရဘူးလားဟုတ်ပြီဘုရားရှင်ကိုယ်တိုင်ဘုရားအဖြစ်ဆုံးရောက်ရတာဒီတခြားကြောင့်လားတဲ့တန်ရောစဉ်ပယ်နိုင်လို့လားဟောမြတ်စွာဘုရားကိုယ်တိုင်တန်ရောစဉ်ပယ်နိုင်တာကတခြားသောလားမဂ္ဂင်၈ပါးပြည့်စုံလို့လားဒီမဂ္ဂင်၈ပါးအကျင့်တရားကသာလျှင်တန်ရောစဉ်ကိုဖြတ်နိုင်တာပယ်နိုင်တာကျန်တဲ့ဒါနတရားသီလတရားသမထတရားစီကတန်ရောစဉ်ကိုမပယ်နိုင်ဘူးမဂ္ဂင်၈ပါးအကျင့်တရားကသာလျှင်တန်ရောစဉ်ပယ်နိုင်တယ်စဉ်းစားကြည့်လေဟောဘုရားလောင်းနေသိတ္တတမင်းသာဘဝမှာနမ30မှာရတောတရားအမှုပြုတဲ့မောင်းမပေါင်းမြောက်များစွာနဲ့လောကီအာယုကာမဂုဏ်နေတာရောစဉ်နေနဲ့နေခြင်းခါမှာကဲဘုရားဖြစ်ကြလားသုတိတာမြင်ရလားဘုရားဖြစ်မဲ့ဘုရားလောင်းလား
ဤဝမှာဖရာဖြစ်မဲ့ဖရာလောင်ဖြစ်ပြင်းပြညာတော်လည်းပဲဖရာမဖြစ်သိကြတယ်တခြားရောက်လာတန်ရောစဉ်ရှိနေသေးလို့လားနောက်ဖရာလောင်ဒီနမိတ်ကြီး၄ပါးမြင်ပြီးတော်ထွဲပြီးသမထတရားကိုအထုတ်တဲ့အခါမှာလောကီဇန်ဒီမရဘူးလားဒီလောကီဇာရပဲရာချတော့လေတန်ရောစဉ်ပယ်နိုင်ရလားသမထတရားကတန်ရောစဉ်ကိုမပယ်နိုင်သေးပါနောက်အဲ့ဒီအလားကဥဒကရိဋ္ဌမကနေညီငွေပြီးတော့ဘုရားလောင်းကြီးဥရဝေလာတော့တွားပြီး6နှစ်တိုင်တိုင်ဆဲတဲ့ပြင်းထန်တဲ့ခတ်ဆတ်တဲ့ကြမ်းတမ်းတဲ့ဒုက္ခရစေရိယအကျင့်ကို6နှစ်တိုင်တိုင်မကျင်ဘူးလားဒီအမနာမဆင်းရဲပင်မရည်စွာကြည်ရတော့ကြောင့်အယိုးပေါ်အရေးတင်အမနာမပိန်ထွန်းသွားတယ်ဒါတော့တော့မှပြင်းထန်တဲ့ပင်မခံပြီးကြည့်မယ်ကျင်ရတော့လေဖျားဖြစ်ကြလားတခြားကြောင့်လားတန်ရောစဉ်မပယ်နိုင်သေးလို့လားဒါပေငါးပြအာယုံကာမဂုဏ်လိုက်စားတဲ့ကာမဒုက္ခကြီးကနုရောဂအကျင့်ကလည်းတန်ရောစဉ်မပယ်နိုင်ပါကိုဆင်းအောင်ကျင့်တဲ့အတ္တကိလမထနုရောဂအကျင့်ကလည်းပဲတန်ရောစဉ်ပယ်နိုင်ရလားဒီမက္ခင်အကျင့်မက္ခင်တရားကမှသာရင်တန်ရောစဉ်ပယ်နိုင်တယ်တန်ရောစဉ်ပယ်နိုင်တာတရားလားမက္ခင်အကျင့်လားဒီသံယောစဉ်ပယ်နိုင်တဲ့မဂ္ဂင်ကျင့်ကကဲ8ပါးမရှိဘူးလားသမာဓိမဂ္ဂင်က3ပါးသီလမဂ္ဂင်ကပညာမဂ္ဂင်ကပေါင်းမယ်ဆိုရင်အဲ့ဒီမဂ္ဂင်8ပါးအကျင့်တရားကိုယ့်ရဲ့ဟာတရားမှာကိမ္မာကားရင်သံယောစဉ်ပယ်နိုင်တာရှင်းမလားဒါပဲစကားဓမ္မတို့သံယောစဉ်ပြ၍ဒုက္ခရခြင်းပါ၏ဘုရားဆိုရင်ကျုပ်တို့ရအောင်ကြိုးစားရမှာကတခြားလားမဂ္ဂင်8ပါးလားသဘောပါပြီနော်ဒါပေမဲ့မဂ္ဂင်8ပါးအကျင့်တရားကိုအောင်မြင်အောင်ကြည့်ရမယ်ဆိုတော့မဂ္ဂင်8ပါးအကျင့်ကိုမပြောကြခင်တန်ရောစဉ်10ပါးပြောကြပါဦးစို့တန်ရောစဉ်က10ပါးမရှိဘူးလားအောက်တန်ရောစဉ်က5ပါးအထက်တန်ရောစဉ်က5ပါးအောက်တန်ရောစဉ်ကအထက်တန်ရောစဉ်ကအတန်ရောစဉ်5ပါးကလိုက်ဆိုဒိဋ္ဌိတန်ရောစဉ်ဝိသိကိစ္စတန်ရောစဉ်ဣဇဗုဒ္ဓဗရမတ္တတန်ရောစဉ်ကာမရာဂတန်ရောစဉ်ယဝဒတန်ရောစဉ်ဘယ်နှပါးလဲအဲ့ဒါအောက်ကာမဘုံတို့တက်ရောက်စေတတ်တဲ့အောက်ကာမဘုံမှာဖြစ်စေတတ်တဲ့အောက်တန်ရောစဉ်5ပါးလို့ခေါ်ပါတယ်။နောက်အထက်ဗြဟ္မဘုံမှာဖြစ်စေတတ်တဲ့ဥဒ္ဒံပါကိယတန်ရောစဉ်5ပါးလည်းမရှိဘူးလား။ဆိုကြည့်ရအောင်ယူပယာကတန်ရောစဉ်အာယူဝယာကတန်ရောစဉ်မာနတန်ရောစဉ်ဥဒ္ဒေဇာတန်ရောစဉ်အဝိဇ္ဇာတန်ရောစဉ်အဲ့ဒါကအထက်တန်ရောစဉ်5ပါးနော်ဒါပေမဲ့အဲ့ဒီအောက်တန်ရောစဉ်5ပါးကိုလည်းမပယ်နိုင်အထက်တန်ရောစဉ်5ပါးကိုလည်းမပယ်နိုင်သေးရင်ဒုက္ခခတ်တဲ့ကိဉ္စရာဟိုမှာဘက်ကနိဗ္ဗာန်ရောက်နိုင်ပါမလားဒါပေမဲ့တို့အလုံးဟုတ်ရှိတကယ်ရှိနိဗ္ဗာန်အဟုတ်ရှိတကယ်ရှိအမှန်ရှိတဲ့နိဗ္ဗာန်ကိုမရောက်ကြတာဒီတို့အလုံးအောက်တန်ရောစဉ်5ပါးကိုလည်းမပယ်နိုင်ခဲ့ဘူးအထက်တန်ရောစဉ်5ပါးကိုလည်းအောက်တန်ရောစဉ်5ပါးကိုလည်းဘုက္ခမဘယ်တန်ရောစဉ်ကိုမှကျုပ်တို့အလုံးမပယ်နိုင်သေးပါအလုံးဒကာသမားတို့အောက်တန်ရောစဉ်5ပါးကိုပယ်နိုင်မလားအထက်တန်ရောစဉ်5ပါးပယ်နိုင်မလားဘာကြောင့်မပယ်နိုင်လဲမဂ္ဂင်8ပါးအကျင့်တရားမကိသေးလို့ပါဗျာဟုတ်ကဲ့လားဘာကြောင့်မပယ်နိုင်လဲဒါပေမဲ့ဒိဋ္ဌိတန်ရောစဉ်ဝိသိကိစ္စတန်ရောစဉ်ဣလဗဒဗရမတ္တတန်ရောစဉ်ကာမရာဂတန်ရောစဉ်ဗျာပါဒတန်ရောစဉ်ဆိုတဲ့တန်ရောစဉ်5ပါးတို့တွင်ယောဂိများကတောတာပတ္တိမဉ္ဇဉ်ဘုံညာတို့ချင်းရခြင်းပါတဲ့ဘုရားဆိုရင်ဒိဋ္ဌိတန်ရောစဉ်ပယ်ရမယ်ဝိသိကိစ္စတန်ရောစဉ်ဣလဗဒဗရမတ္တတန်ရောစဉ်အဲ့ဒီအောက်တန်ရောစဉ်5ပါးသာအကျိုးအကြံမရှိပယ်နိုင်ရင်ငါတောတပ္ပဖြစ်ပြီလို့ပြောเสียမလိုပါဘူးသောတပန်ဖြစ်ပြီလို့ဆုံးဖြတ်ချက်ချမှဆိုပြီးမမှန်ဘူးလားဒါဝင်ဒီခုဘဝမှာသောတပတိမဉ္ဇဉ်ဘုံညာလိုချင်ကြခြင်းပါတဲ့ဘုရားဆိုရင်ကျ
ကျွတ်တို့ဘယမကတခြားလားတန်ရောစဉ်၃ပါးလား၃ပါးကဒိဋ္ဌိတန်ရောစဉ်ဝိသိကိစ္စတန်ရောစဉ်သီလဗရာပဒမတတန်ရောစဉ်၃ပါးတန်ရောစဉ်၃ပါးဘယမယ်ဆိုကြတော့လည်းပဲ၃နံပါတ်သီလဗရာပဒမတတန်ရောစဉ်ကအထုပဲစရာမလိုပါလွယ်လားလောကကြီးပါခွေးခြင်းနွားခြင်းမတန်တရားမှဆင်ကြယ်မယ်နိဗ္ဗာန်ရမယ်ဆိုတဲ့အယူဗုဒ္ဓဘာသာမြန်မာပြည်မှာရှိမှမရှိပဲကိုဗျာရှိရလားခွေးခြင်းနွားခြင်းဖြင့်တန်တရားမှဆင်ကြယ်မယ်နိဗ္ဗာန်ရမယ်ဆိုတဲ့အယူဗုဒ္ဓဘာသာနိုင်ငံမှာမရှိတဲ့အတွက်အဲ့ဒီတန်ရောစီကိုအထုပဲစရာမလိုသေးလားယောဂီယောဂီများကသောတာပတိမဉ္ဇဉ်ဘုညာလိုချင်ကြတဲ့ရခြင်းပါတဲ့ဘုရားဆိုရင်၃ပါးပဲရမယ်ဆိုကြတော့လည်းပဲအမှန်ပဲရမှာက၃ပါးလား၂ပါးလေးလား၂ပါးကဒိဋ္ဌိတန်ရောစဉ်အဲ့ဒီတန်ရောစဉ်၂ပါးအမြစ်ပါမကြအကျွေးကြမရှိပဲနိုင်ကြမယ်ဆိုရင်ဤဝမှာသောတာပန်ဖြစ်ကြပါပြီဒါပဲဒိဋ္ဌိတန်ရောစဉ်နဲ့ဝိသိကိစ္စတန်ရောစဉ်၂ပါးကိုပယ်ခြင်းပါ၏ဘုရားဆိုရင်ခန္ဓာပေါ်မှာအမှန်မြင်ရမယ်ကဲတရားဓမ္မညာနေကြတာဒီယောက်ျားဒိလားမိန်းမဒိလားခန္ဓာ၅ပါးလားယောက်ျားမပါမိန်းမမပါပုဂ္ဂိုလ်တ attva မပါခန္ဓာ၅ပါးကနာနေပါလေတရားဟောနေတာဒီတရားလားခန္ဓာ၅ပါးကဟောနေတာလားဒါဝယောဂီများရဲ့ဉာဏ်မြင်မှာတရားဓမ္မဟောနေတာကလည်းပဲဘုန်းကြီးကဟောနေတယ်လို့ပြညာအပင်သုံးလုံးပြီးပြောကြပင်ပြောကြရညာတော့လည်းပဲအမှန်ဟောနေတာကဘုန်းကြီးလားခန္ဓာ၅ပါးလားဒီတရားကိုနာနေကြတာလေဒကာတွေဒကမတွေကနာနေတာပဲလို့ပြောပြီးပြောညတော့လည်းပဲအမှန်ကဒကာဓမ္မလားခန္ဓာ၅ပါးလားအမှန်အပြင်ခန္ဓာ၅ပါးကဟောနေတယ်ခန္ဓာ၅ပါးကတရားဓမ္မနာနေတယ်လို့အမှန်ကသိတော်မယ်ဆိုရင်ဘာတန်ရောစဉ်ပြဒိဋ္ဌိတန်ရောစဉ်ပြပြီးပြုတ်ပြီးယောက်ျားမိန်းမကနာတာမဟုတ်ခန္ဓာ၅ပါးကနာနေတာပဲလို့အမှန်ကသိရင်ဘာတန်ရောစဉ်ပြမယ်တခါယောဂီများကဤခန္ဓာ၅ပါးဟာလည်းပဲအကြောင်းမဲ့ဘောရမဟုတ်အတိတ်ဘဝကအဝိဇ္ဇာသင်္ခါရအစရှိတဲ့အကြောင်းတရားကြောင့်ခန္ဓာ၅ပါးပေါ်လာရတာပဲလို့အမှန်ကန်သိပြန်တော့လည်းပဲကဲဝိသိကိစ္စတန်ရောစဉ်ပြတ်မပြဒါပဲအကြောင်းပေါ်မှာအမှန်မြင်ဝိသိကိစ္စတန်ရောစဉ်ပြတ်တယ်အကျိုးခန္ဓာပေါ်မှာအမှန်မြင်ဒိဋ္ဌိတန်ရောစဉ်ဝိသိကိစ္စတန်ရောစဉ်တကယ်တမ်းသမုစိတဘာအနေအချင်းပြတ်သွားမယ်ပျောက်သွားမယ်ဆိုရင်ကဲဒီဝမှာပဲသောတာပတိမဉ္ဇဉ်ဘုညာရမလားဒါပဲသောတာပတိမဉ္ဇဉ်ဘုညာရဖို့ရည်တည်တရားရောစဉ်10ပါးရှိပဲရှင်ညာတော်လည်းပဲ2ပါးတဲ့ပေတာနဲ့သောတာပန်ဖြစ်နိုင်တယ်ဆိုတော့လွယ်သားပဲဒီကိုင်းကြီးမလွယ်ဘူးလားတန်ရောစဉ်က10ပါးရှိပဲရှင်ညာတော်လည်းပဲတန်ရောစဉ်2ပါးပဲနိုင်ုံနဲ့သောတာပန်ဖြစ်နိုင်တယ်ဆိုတော့မလွယ်ဘူးလားလွယ်ရဲ့လားလွယ်ရဲ့လားဖြည်းဖြည်းအတိုင်းကမထွက်ဘူးနော်တာရောစဉ်10ပါးရှိပြီရှင်ရတော်လည်းပဲ2ပါးတဲ့ပေယုံနဲ့သောတာပန်ဖြစ်ရတယ်ဆိုတော့အဲ့ဒီ2ပါးကလည်းအမှန်မှပေရခက်တယ်မခက်ဘူးလားအလုံးတရားဓမ္မတွေတရားကိုနာနေကြတာဒီယောက်ျားဒိလားမိန်းမဒိလားခန္ဓာ၅ပါးလားအဲ့ဒီခန္ဓာ၅ပါးကမြဲတဲ့ခန္ဓာလားမမြဲတဲ့ခန္ဓာလားဤခန္ဓာ၅ပါးဒီခန္ဓာ၅ပါးသာရှိရဲ့ဤခန္ဓာ၅ပါးကလည်းမမြဲတဲ့ခန္ဓာပဲလို့ဟုတ်တယ်တကယ်ဒီအမှန်တိပဲဆိုရင်ဒိဋ္ဌိတန်ရောစဉ်ပြတ်ပါပြီမပြတ်ဘူးလားဒိဋ္ဌိတန်ရောစဉ်ပြရင်ဝိသိကိစ္စကလည်းပါပြီးသားပဲဒိဋ္ဌိတန်ရောစဉ်ပြရင်ဝိသိကိစ္စကပါပြီးသားဖြစ်မဖြစ်ဒါပေဤကဲ့သို့ဒိဋ္ဌိတန်ရောစဉ်နဲ့ဝိသိကိစ္စတန်ရောစဉ်2ပါးအတွင်းကြမရှိပဲနိုင်ကြမယ်ဆိုရင်သောတာပတိမဉ္ဇဉ်ဘုညာရသွားပြီသောတာပတိမဉ္ဇဉ်ဘုညာရရင်ခန္ဓဝအထက်ဒုက္ခတွေလာเสียလိုသေးလားသောတာပတိမဉ္ဇဉ်ဘုညာရတဲ့နှင့်တပည့်နဲ့တည်းဒိဋ္ဌိတန်ရောစဉ်ဝိသိကိစ္စတန်ရောစဉ်အတွင်းကြမရှိပဲနိုင်တဲ့အတွက်ခန္ဓဝအထက်ရပါဒုက္ခတွေအကုန်လုံးချုပ်ငြိမ်းသွားပြီတတ္တရမသွားဘူးလားတတ္တရသွားပြီနော်
သောတာပတ္တိမဉ္ဇဉ်ဘုံညာမမရသေးခဲ့တော့ဒုက္ခသည်ရည်လို့မရအောင်အတေကြီးအနန္တတွေ့ရကြုံအောင်ပါပဲအခုဒိဋ္ဌိဝိသိကိစ္စတန်ရောစဉ်နှစ်ပါးကိုပယ်လိုက်တာနဲ့သောတာပတ္တိမဉ္ဇဉ်ဘုံညာရသွားမယ်ဆိုရင်ဒုက္ခတရားတွေအတော်လေးမြဲမသွားဘူးလားခန္ဓာဝဒုက္ခပဲရှိတော်တယ်ခန္ဓာဝအထက်တွေ့ရမယ်ဒုက္ခတွေရှိသေးလားဘောပါရလားဒါယောဂီများကရှင်ဗျာခန္ဓာဝအထက်တွေ့ရမယ်ဒုက္ခတွေကိုလည်းပဲဒီကြောများမတွေ့ကျင်ပါဘူးဖေဟာမကြောက်ကျင်ပါဘူးဖေဟာဆိုရင်တက္ကရာကဖြစ်အောင်ဆက်ကြိုးစားရမယ်ဒါဝိယောဂီများကသောတာပန်မြတ်မကပဲနဲ့ဤဝမှာတက္ကရာကမိမဉ္ဇဉ်ဘုံညာလိုချင်ကြခြင်းပါတယ်ဖေဟာပဲအကုန်တော့မပယ်နိုင်သေးပါပါအောင်ပဲလုပ်နိုင်တယ်တကယ်တော့ဘယ်လိုမရဘူးနော်ကမ္မယာကတန်ရောစဉ်ဗျာပါဒတန်ရောစဉ်တစ်ပါးကအနာဂတ်ဖြစ်မှအကုန်ပယ်နိုင်တာတက္ကရာကမြပယ်နိုင်ရဲ့လားဒါပေမဲ့တရားကိုဆက်ကအထုတ်တဲ့အတွက်ကမ္မယာကတန်ရောစဉ်ပါသွားရင်ဗျာပါဒတန်ရောစဉ်ပါသွားရင်ဩတခြားဖြစ်ရပါလားတက္ကရာကံလားတက္ကရာကဖြစ်မှဆိုရင်၅ဘဝ၆ဘဝအထက်တွေ့ရမယ့်ဒုက္ခတွေရှိသေးလားဒါပေမဲ့တန်ရောစဉ်ပြဘာရပါလဲဒုက္ခရာနောက်ယောဂီများကရှင်မယားတက္ကရာကံဖြစ်ုံနဲ့လည်းအာမရသေးပါဗျာဤဝမှာအနာဂံတိုက်အောင်ဖြစ်နေပါတယ်ဗျာဆိုရင်ကာမရာဂတန်ရောစဉ်အကျိုးကြမရှိဖြတ်ရမယ်ဗျာပါဒတန်ရောစဉ်အကျိုးကြမရှိဒီယောဂီများကတရားကိုဆက်ကအထုတ်တဲ့အတွက်ကာမရာဂတန်ရောစဉ်ဗျာပါဒတန်ရောစဉ်အကျိုးကြမရှိသတူရတမရှိအကုန်လုံးပဲနိုင်မယ်ဆိုရင်ဩတရားဖြစ်ရပါလားအနာဂံလားဒီအနာဂံဘဝရောက်သွားရင်ပြမပြေမှာဒုက္ခခါရပြီနောက်ဒုက္ခကြုံစရာမလိုပါဒုက္ခအတော်နဲ့မသွားဘူးလားအနာဂါမိမဉ္ဇဉ်ဘုံညာရရင်ဒီဘဝကသိပြမပြေရောက်ပြမခန္ဓာ၅ပါးတခါပဲရအဲ့ဒီပြမပြေပါပဲရန္တာဖြီးပြီးနောက်ဆုံးနိဗ္ဗာန်မတွားရဘူးလားဒုက္ခရဲ့တော်နဲ့မသွားဘူးလားနောက်ယောဂီများကရှင်ဗျာဤဘဝကသေဝိဇာခါမှာပြမပြမလည်းပဲတဘဝခန္ဓာမရခြင်းပါဗျာဤဘဝဤခန္ဓာပြည့်စုံပြီးတဲ့ခါမှာနိဗ္ဗာန်ကိုပဲတွားခြင်းပါတဲ့ဗျာဆိုရင်အထက်တန်ရောစဉ်၅ပါးဆက်ပေးရမယ်ယူဝယာကတန်ရောစဉ်အယူဝယာကတန်ရောစဉ်ဩမာနတန်ရောစဉ်ဩဒိဋ္ဌတန်ရောစဉ်အဝိဇ္ဇာတန်ရောစဉ်ပေါ့နော်အဲ့ဒီအထက်တန်ရောစဉ်၅ပါးကိုသာဆဲပြီးပဲနိုင်မယ်ဆိုရင်ယန္တာဖြစ်ဘာဖြစ်လဲယန္တာဖြစ်ပြီးဤဘဝဤခန္ဓာဆုံးပြီးတဲ့အခါမှာကဲနိဗ္ဗာန်ရောက်မသွားဘူးလားနိဗ္ဗာန်ရောက်သွားရင်ဘာဒုက္ခမှမရှိတော့ပါဒုက္ခခါသိငြိမ်သွားပြီဒုက္ခခါသိပြတ်ဆဲသွားပြီရှင်းမလားဒါကြောင့်တန်ရောစဉ်ပြတ်မှာဘာရမယ်သဘောပါလားဒါကြောင့်ဒီဓမ္မတို့သူဆိုင်ရာတန်ရောစဉ်ဖြာမှဒုက္ခရ၍မဉ္ဇဉ်ဘုံညာနိဗ္ဗာန်ကိုရနိုင်တယ်ဆိုတော့ကျုပ်တို့ပယမကတခြားလားတန်ရောစဉ်လားဒါကြောင့်ဓမ္မတို့အတွင်းအာယတနာ6ပါးလည်းရှိတယ်အပြင်အာယတနာ6ပါးလည်းပဲဒါပေမဲ့အတွင်းအာယတနာ6ပါးကမျက်စိနားနှာခေါင်းလျှာကိုယ်စိတ်အတွင်းအပြင်အာယတနာ6ပါးကအဆင်းအတန်ဒါပေမဲ့တန်ရောစဉ်ဆိုတာကစက္ကုဏယူပါဏတန်ရောစနမျက်စိယုတ်ဒီအဆင်းယုတ်ရဲ့တန်ရောစဉ်မဟုတ်ပါနော်အဆင်းယုတ်ဒီမျက်စိယုတ်ရဲ့တန်ရောစဉ်မဟုတ်ပါဟုတ်ကဲ့လားယစ္စဒုဗယပရိစ္ဆဥပ္ပစေတိသန္တာယာကိုမျက်လုံးအကြည့်ယုတ်ရဲ့အဆင်းယုတ်ရဲ့နှစ်ပါးဆုံးပြီးဖြစ်ပေါ်လာတဲ့သန္တာယာကမှတ်တာလည်းတန်ရောစဉ်အဲ့လိုမှတ်ရမယ်နော်မျက်လုံးယုတ်ဒီအဆင်းယုတ်ရဲ့တန်ရောစဉ်ဟုတ်ကဲ့လားအဆင်းယုတ်ဒီမျက်စိယုတ်ရဲ့တန်ရောစဉ်ဟုတ်ကဲ့လားမျက်လုံးယုံနဲ့အဆင်းယုံနှစ်ပါးဆုံမှဖြစ်ပေါ်လာတဲ့သန္တာယာကကိုယ်တိုင်ဘာလို့ဆိုရမလဲတန်ရောစဉ်ပေးရမယ်ကျောင်းယောဂီများတန်ရောစဉ်ကပဲပါဆိုကြမျက်လုံးကိုပေးရမှာမဟုတ်အဆင်းကိုပေးရမှာမဟုတ်အဲ့ဒီနှစ်ပါးစုံကိုစွဲဖြစ်တဲ့သန္တာယာကခေါ်တဲ့တန်ရောစဉ်ကိုသာတင်ပေးရမှာဟုတ်ကဲ့လားဒါပေမဲ့သာတပိစီတန်ရောစဉ်မဟုတ်ပစ္စည်းဟာဒီ
အဲ့ဒီသာသမီပစ္စည်းဘုံမှာဆွဲလန်းတတ်တဲ့ဆန္ဒရာဂဒါလေအဲ့ဒီတန်ရောစဉ်ကိုဘယ်ရမှာဝိဇာကအကြောင်းမကြီးကတခြားလားသောတာပန်လားဟောဝိဇာကကျောင်းမကြီးသောတာပန်ဖြစ်ရတာဒီတခြားတော့ဖြစ်ရတာလားတန်ရောစဉ်ပဲလို့လားသို့တော်သူမှာသားက20ဟုတ်လားသားသမီးက20မြေးကဘယ်လောက်လဲ400မြေးကဘယ်လောက်လဲ8000သားသမီးက20မြေးကမြေးကအများကြီးပါလားအဲ့ဒါသားသမီးလူများတွေတန်ရောစဉ်ဟုတ်ပါတန်ရောစဉ်ကြီးရတယ်သားသမီးက20မြေးက400မြေးက8000ဒါဒီပယ်မှဒါဒီပယ်တိုင်းမှနိဗ္ဗာန်ရောက်မှဆိုရင်ဘယ်ယူခြင်းပါတော့မလဲသာကိုပဲမှတပိကိုပဲမှစီဝဥစ္စာပဲမှနိဗ္ဗာန်ရမှာဆိုရင်ကဲယူခြင်းသေးလားအကြံတို့ဆိုအမလေးသာကိုပဲမှတပိကိုပဲမှမြေကိုပဲမှမြေကိုပဲမှဆိုရင်ဓမ္မဝင်လာရင်မှလာမယ်ရအဲ့ဒါမပယ်ရပါဘူးမပယ်ရပါဘူးဒါရောစဉ်ကိုလားရှင်းမလားဒါပေမဲ့ဘုရားဒီဂိင်္ဂဝါတို့သက်သူမကပွင့်ငယ်ညာတော်လည်းပဲကျွတ်တို့တွေကြိုင်းခဲ့တာတန်ရောစဉ်ကိုမပယ်နိုင်ခဲ့လို့သဘောပါရလားအဲ့ဒါပဲတန်ရောစဉ်ကိုပယ်ခြင်းပါကြီးဘုရားဆိုရင်တတိပဒ၄ပါးတပါးပါရှိရမယ်လို့မြတ်စွာဘုရားကဟောကြားထားခဲ့တော့ကြောင့်ယနေ့ဓမ္မနုပါဒနာတတိပဒံကိုဟောကြားပေးရမယ်နော်ဓမ္မနုပါဒနာတတိပဒံနောက်ဆုံးတတိပဒံကိုဒါပေမဲ့ဘုရားရှင်ကတတိပဒံပါဠိတော်ကြီးမှာဓမ္မနုပါဒနာတတိပဒံကိုရှုမှပွားများတဲ့သူများသည်အပိုင်း၅ပိုင်းခွဲပြီးပွားများရမယ်တဲ့နိဝေဒနာပါပါခန္ဓာပါပါအာယတနာပါပါဘုဇင်္ဂပါပါသစ္စာပါပါအစိပ်ပိုင်း၅ပိုင်းနော်အစိပ်ပိုင်းဘယ်နှပိုင်းလဲဒါပေမဲ့အစိပ်ပိုင်း၅ပိုင်းတို့တွင်ဣဒဘိက္ခုဘိက္ခုဓမ္မေတုဓမ္မနုပါတိဝဟရတိပိစတုနိဝေဒနေတုနိဝေဒနာ၅ပါးဓမ္မဘာရဲ့ပေါ်မှာရှုမှပွားများမယ်ဆိုရင်အဲ့ဒါဓမ္မနုပါဒနာတတိပဋ္ဌာန်ဖြစ်မယ်ဒါပေယောဂီများမဉ္ဇဉ်ဖွညာမရအောင်ကန့်ကွက်တဲ့နိဝေဒနာတရားကဘယ်နှပါးလဲ၅ပါး၅ပါးကကာမိသန္တာနိဝေဒနာဗျာပါဒနိဝေဒနာထိညာမိတ်တာနိဝေဒနာဥဒိစ္စပုဂ္ဂုစ္စနိဝေဒနာဝိသိကိစ္စနိဝေဒနာအဲ့ဒီနိဝေဒနာတရား၅ပါးမပယ်နိုင်သေးရင်နိဗ္ဗာန်ရောက်ပါမလားဒါပေမဲ့နိဗ္ဗာန်ကိုလိုချင်ကြခြင်းပါတယ်ဘုရားဆိုရင်ကျွတ်တူဘယမကပါလေနိဝေဒနာ၅ပါးကာမိသန္တာနိဝေဒနာအေယောဂီများရဲ့သန္တာမှာသာခင်တဲ့သမိခင်တဲ့ဆွေခင်တဲ့မျိုးခင်တဲ့ကိုယ်ခန္ဓာခင်တဲ့ဆိုတာအဲ့ဒါဘာနိဝေဒနာလဲကာမိသန္တာနိဝေဒနာကာမကငါးပြာအယုံကာမဂုဏ်ကာမကခြံတာကအလိုရှိတာခြံတာကနိဝေဒနာကပိတ်ပင်လိုက်ပြီငါးပြာအာယုံကာမဂုဏ်ပေါ်မှာလိုချင်တဲ့ဆန္ဒရာဂရှိလာရဲ့မဲ့ညာဖုန်ညာကန့်ကွက်လိုက်ပြီဒါပေမဲ့ညာဖုန်ညာလိုချင်ရဲ့ကာမိဆန္ဒနိဝေဒနာကိုလက်ခံကြပါလားဖြစ်ပြကျပဲရပါလားတဲ့ဒါပြင်ကောင်းပြီမြတ်စွာဘုရားကလောကမှာသာခင်တဲ့သမိခင်တဲ့ဆိုခင်တဲ့မျိုးခင်တဲ့ဆိုတဲ့ကာမိသန္တာနိဝေဒနာတရားကြီးပေါ်လာရတာဒီသူ့ဘနမိတ်ကိုမသိမတဲ့နှလုံးသွင်းကြလို့နော်သူ့ဘနမိတ်ဆိုတာตายရတယ်ချောတယ်လှတယ်တင့်တယ်လို့နှလုံးသွင်းမှရဲ့နှလုံးသွင်းနေတာအတုပါကြီးရဲ့ဘောမှာตายရတယ်ချောတယ်လှတယ်လို့နှလုံးသွင်းမှားကြီးနဲ့နှလုံးသွင်းကြတာဒီတခြားလားအဲ့ဒါတရားဓမ္မတို့ဟုတ်လားကာမိသန္တာနိဝေဒနာနော်သူ့ဘာနမိတ်ပေါ့နော်သူ့ဘာနမိတ်သူ့ဘာအာယုံကိုချင်းချင်းတွေးကြမြရတဲ့အခါမှာလှတယ်ချောတယ်တင့်တယ်ဆိုတဲ့အနေအပြင်မမရွေးရွေးနှလုံးသွင်းနေမယ်ဆိုရင်ကိုယ့်ရဲ့သန္တာမှာဘာနိဝေဒနာတွေပေါက်ဖွာလာမယ်ကာမိသန္တာနိဝေဒနာဒါပေမဲ့ကိုယ့်ရဲ့သန္တာမှာကာမိသန္တာနိဝေဒနာတွေပေါက်ဖွာလာမယ်ဆိုရင်မညာပူညာရပါအောင်မလားဒါပေမဲ့ခမည်းတော်ကအဲ့ဒီကာမိသန္တာနိဝေဒနာမဖြစ်ချင်ပါဘူးဘုရားဆိုရင်အသုဘနမိတ်ကိုအာယုံပြုရမယ်အသုဘနမိတ်နှလုံးသွင်းရမယ်နော်ဒီတရားနဲ့တရားမြင်တဲ့အခါမှာဘယ်တော့ပင်ချောချောဘယ်တော့ပင်လှလာတင်းတယ်လှတယ်ဟူ၍နှလုံးမသွင်းမနဲ့အသုဘနမိတ်ဟုတ်လားအသုဘချင်းရာနှလုံးသွင်းရမယ်ဩသူ့ရဲ့သန္တာမှာအမှန်ရှိတာက
ကေသာလောမနာခဒန္တာတတော်အစရှိတယ်တုတ်တဲ့ငကုတ္တသာအမှန်ကန်ရှိတယ်ဒီတုတ်တဲ့ငကုတ္တသာကလည်းအတုပါပဲအတုပါပဲမတင့်တဲ့တရားပဲလို့အတုပါတပိတ်နှလုံးသွင်းလိုက်မှဆိုရင်ကဲตาရတဲ့စုံမဲ့တဲ့ခေါ်တဲ့ကာမိသန္တာနိဝေရဏဖြစ်ပါဦးမလားဒါပေပေါ်လာတဲ့ကာမိသန္တာနိဝေရဏချုပ်ချင်းကြီးမာကြီးဖျားဆိုရင်အတုပါနမိတ်ကိုနှလုံးသွင်းမိရမယ်မတင့်တယ်ဘူးမတင့်တယ်ဘူးအတုပါကြီးပဲအတုပါကြီးပဲအတုပါကြီးပဲလို့ဆင်ញင်ပေးပါရှင်းမလားရကြမယ်ဆိုဘုရားကဟေးကိုယ့်ရဲ့တဏ္ဍာမှာကိုယ့်ရဲ့အစ္ဆဒတဏ္ဍာမှာကာမိသန္တာနိဝေရဏရှိမှဆိုရင်ရှိမှတရားမယ်မရှိဘူးဆိုရင်မဖြစ်သေးတဲ့ကာမိသန္တာဖြစ်လာမယ်ဆိုရင်ဟုတ်လားအဲ့ဒီမဖြစ်သေးတာကိုလည်းသိရမယ်မိမိတဏ္ဍာမှာကာမိသန္တာကိုပယ်လိုက်မယ်ဆိုရင်လည်းပဲပယ်နိုင်ခြင်းရဲ့အကြောင်းတရားကိုသိရမယ်မိမိတဏ္ဍာမှာကာမိသန္တာတွေအေးပယ်ပြီးတဲ့အခါမှာနောက်တစ်ပါးမဖြစ်ခြင်းကိုလည်းသိရမယ်နော်ဒီကဲ့သို့ကိုယ်တဏ္ဍာမှာလည်းသိရမယ်သူမတဏ္ဍာမှာလည်းသိရမယ်သိရခြင်းအဲ့ဒီကာမိသန္တာနိဝေရဏကိုလည်းပဲဖြစ်ပြမြင်အောင်ရှုမှတ်ပေးရမယ်ရှင်းမလားဒါပေကာမိသန္တာနိဝေရဏဆိုတာတခြားလားလောဘတဏှာလားဒီလောဘတဏှာခေါ်တဲ့ကာမိသန္တာနိဝေရဏဝင်တိုင်းဖြစ်မှန်းလည်းသိရမယ်ရှိမှန်းလည်းသိရမယ်မရှိမှန်းလည်းမဖြစ်သေးတဲ့ကာမိသန္တာတွေဖြစ်ပေါ်လာရင်လည်းပဲဒီပယ်လိုက်ရင်လည်းပဲပယ်ပြီးသားတရားတွေနောက်တစ်ပါးမဖြစ်ခြင်းကိုလည်းပဲနောက်ဆုံးဖြစ်ပြကိုလည်းမြင်အောင်ရှုရမယ်အေးဤတဲ့သို့ရှုလိုက်မယ်ဆိုရင်ကာမိသန္တာနိဝေရဏကဖြစ်ပြမြင်တဲ့ညာကကာမိသန္တာနိဝေရဏကဖြစ်ပြမြင်တဲ့ညာကမဲ့ဖြစ်ပြမဲ့ဖြစ်ပြမဲ့ကြိုက်သွားမယ်ဆိုရင်ကာမိသန္တာနိဝေရဏခေါ်တဲ့ကာမရာဂတန်ရောစဉ်ရှိပါဦးမလားရှိရင်ဒုက္ခရသွားပြီရှင်းမလားနောက်နှစ်နံပါတ်ကဘာလဲဗျာပါဒနိဝေဒနာယောဂီများရဲ့သံဃာမှာလေဗျာပါဒနိဝေဒနာဆိုတာပဋိက္ခနမိတ်ကိုမှန်မှရိုးရိုးနှလုံးသွင်းလို့ဖြစ်ရတာဩတရားနဲ့တရားပေါ်မှာမကျင်နာဘူးမကျင်ရဘူးဒေါသဖြစ်စရာတွေရှောက်ပြီးတော့နှလုံးသွင်းနေမှဆိုရင်ဗျာပါဒနိဝေဒနာဖြစ်မှာပေါ့နော်တရားနဲ့တရားအပြည့်ရှားပြီးတော့ရံညိုခွင့်နေမှဆိုရင်မကောင်းကြနေမှဆိုရင်ဒေါမနတာဖြစ်နေမှဆိုရင်ကဲဗျာပါဒနိဝေဒနာမဖြစ်ဘူးလားဒါပေမဲ့ဗျာပါဒနိဝေဒနာဖြစ်ရတာဒီတခြားကြောင့်လားပဋိက္ခနမိတ်ပေါ်မှာနှလုံးသွင်းမှားလို့လားပဋိက္ခနမိတ်ကဒေါသဖြစ်စရာတွေလျှောက်ပြီးတော့စဉ်းစားပျက်စီးမဲ့အကြောင်းတရားတွေလျှောက်ပြီးတော့စဉ်းစားဟုတ်လားရန်သူတို့သဘောထားပြီးတော့စဉ်းစားအဲ့ဒါပဋိက္ခနမိတ်ဒါပေမဲ့အဲ့ဒီဗျာပါဒနိဝေဒနာချုံချင်းခြင်းပါ၏ဘုရားဆိုရင်မေတ္တာစေတောင်းတရားမေတ္တာထားရမယ်နော်ဗျာပါဒနိဝေဒနာချုံချင်းစေခြင်းတရားထားရမှာလားမေတ္တာထားရမှာလားမေတ္တာစေတောင်းကိုဒီမေတ္တာတလှုပ်ပေးရမယ်ကြမှာကြပါစေချမ်းသာကြပါစေဝိရခင်ကြပါစေကြမှာကြပါစေလို့မေတ္တာတလှုပ်တယ်မယ်ဆိုရင်ကဲဗျာပါဒနိဝေဒနာရှိပါအောင်မလားမရှိအောင်နော်ရကြကိုယ့်ရဲ့သဏ္ဍာန်မှာဗျာပါဒနိဝေရဏရှိရင်ရှိမှတရားမယ်မရှိရင်မဖြစ်သေးတဲ့ဗျာပါဒနိဝေရဏဖြစ်လာရင်ဖြစ်မှလည်းပဲပယ်လိုက်ရင်ပယ်လိုက်မှလည်းပဲပယ်ပြီးသားနိဝေရဏတွေနောက်တစ်ပါးမဖြစ်မှုကိုလည်းပဲအဲ့ဒီဗျာပါဒနိဝေရဏဖြစ်ချင်းပြချင်းကိုလည်းပဲဒီကဲ့သို့သိလိုက်မှဆိုရင်ဝါဖြစ်ပြရှုလိုက်ရင်ဟောဗျာပါဒနိဝေရဏကတခြားလားဖြစ်ပြလားဒီတဲ့ညာကမဲ့ဖြစ်ပြမဲ့ကြိုက်သွားရဲ့ကဲတန်ရောစဉ်နေရှိပါဦးမလားရပါဒတန်ရောစဉ်ချုပ်သွားပြီလက်ကသုံးနံပါတ်ကဘာလဲထိနမိတ်တာနိဝေဒနာထိနမိတ်တာသူဆိုဆိုမယ်နော်ယောဂီများဒီတရားကိုကျင့်ကြံကြိုးစားပေါ်များအထုတ်တဲ့အခါမှာထိနမိတ်တာကအမှန်မှနှောက်ရက်တယ်နှောက်ရက်ဘူးလားယောဂီများကဖြောင်းမတ်မှတဏှာရစီအောင်အထုပ်ပဲအထုပ်ချင်းများတော့လည်းပဲထိနာမိတ်တာနိဝေဒနာကနှောက်ရက်ရင်တဏှာရပြည့်အောင်အထုပ်နိုင်မှာအောင်မလားဒါပေမဲ့တရားဓမ္မအထုပ်တဲ့အခါမှာထိနာမိတ်တာနိဝေဒနာကြီးအနှောက်ရက်ပေးဆုံးမယ်ဒါပေမဲ့ယောဂီများရဲ့သံဃာမှာအိထိနာမိတ်တာနိဝေဒနာကြီးဘာကြောင့်ဖြစ်ပေါ်လာရတယ်လဲသိဖို့ရအရေးမကြီးဘူးလားအဲ့ဒါဒီတဲ့တရားထိုက်ရတာမပြောမွေ့ဘူးပြေးလာတယ်တန်ဒီဟုတ်လားပြင်းလာတယ်အဲ့ဒါဒီတရားထိုင်ရမှာကိုမပြောမွေ့ဘူးညှိဝေလာတယ်အဲ့ဒါဒီ
နောက်ကတန်ဒီပြင်းလာတယ်တရားထိုင်ရမှာကိုလေပြင်းလာတယ်နော်ဝိဇ္ဇပိတာခန္ဓာကိုယ်ကြီးကိုဖောက်ပြန်ပြီးတော့ရှေ့ကိုင်းသွားလိုက်ရှေ့ညှို့သွားလိုက်နောက်ကောသွားလိုက်ဘေးကိုဆောင်းရလိုက်အဲ့ဒါခန္ဓာကိုယ်ကြီးရဲ့ဖောက်ပြန်မှုဝိဇ္ဇပိတာခေါ်ပါလေနော်ခန္ဓာကိုယ်ကြီးကဖောက်ပြန်ပြီးတော့ရှေ့ကိုညှို့နေမယ်နောက်ကိုလာနေမယ်ဘေးကိုဆောင်းနေမယ်ဆိုရင်လည်းပဲကဲအဲ့ဒါထိညာမိတ်တာညဝေဒနာနှိမ့်ဆက်နေပြီတက္ကယောဂီပြားတွေခမင်းကိုအလွန်ကဲစားပြီးဘိုက်ကနေမှဆိုရင်ဗတ္တသမရာနော်ခမင်းကြောင့်ဖြစ်တော့ပေမန်းခြင်းခမင်းကြောင့်ဖြစ်တော့ပေမန်းခြင်းပူလောင်ခြင်းပေါ့နော်သူကညနေစာမစားရဘူးဒီကြောင့်ညနေမစားအောင်ခမင်းကိုအဝအပြည့်စားမှတော်မယ်ဆိုပြီးကလာဘိုက်ကြီးကားအောင်စားထားမယ်ဆိုရင်ဗတ္တသမရာခမင်းကြောင့်ဖြစ်တော့ပေမန်းခြင်းခမင်းကြောင့်ဖြစ်တော့ပူလောင်ခြင်းအဲ့ဒီဗတ္တသမတသမင်းကြောင့်ဖြစ်တဲ့ပင်မန်းတင်ပူလောင်ရရှိနေမှာဆိုရင်လည်းပဲထိဏ္ဍမိတ်တာဝင်လာပြီမဝင်ဘူးလားနောက်တခါယောဂီများတွေတရားကိုကြိုးစားပဲကြိုးစားကြတရားတော်လည်းပဲစိတ်ကတွန့်တုံနေမှာဆိုရင်လည်းထိဏ္ဍမိတ်တာဝင်လာပြီမဝင်ဘူးလားဒါဝင်ယောဂီများတွေအခုလိုတရားဓမ္မရှုမှတ်တဲ့ခါမှာတစ်ခါတိုင်းထိဏ္ဍမိတ်တာဘယ်နှခါလောက်ဝင်တတ်လဲ10ခါလောက်ပဲသိပ်များပါဘူးညာဟောဒါပဲယောဂီများဒီတရားကိုခြံမယ်ခြံကြညာတော့လည်းပဲထိဏ္ဍမိတ်တာဝင်လာတာဒီညီငွက်ညီငွေလိုပြင်းလည်းပဲပြင်းလို့ဟုတ်လားခန္ဓာကိုယ်ကြီးလည်းပဲဖောက်ပြန်လို့တနည်းအားဖြင့်ဗိုက်ကောက်စားထားလို့ထိဏ္ဍမိတ်တာဝင်လာဒါကြောင့်ယောဂီဆိုတာကမြတ်မြတ်တာတာစားရတယ်အလုံးကဲမစားရပါဘယ်လိုစားရမလဲဒီမြတ်မြတ်တာစားလိုက်မယ်ဆိုရင်ဗတ္တသမတာသမင်းကြောင့်ဖြစ်တော့ပေမန်းခြင်းမရှိတဲ့အတွက်ထိဏ္ဍမိတ်တာဝင်တော့ပါတတကိုရသန္တမထိဏ္ဍမိတ်တာနိဝရဏရှိရင်ရှိတယ်လို့ဒီမရှိရင်မဖြစ်သေးတဲ့ထိဏ္ဍမိတ်တာဖြစ်လာရင်ဖြစ်မှန်တရားမယ်ပယ်လိုက်ရင်ပယ်ပြီးသားတရားတွေနောက်ပြန်မပေါ်ရင်ဘောမကိုသိရမယ်နောက်ဆုံးထိဏ္ဍမိတ်တာနိဝရဏကိုလည်းပဲဖြစ်ပြမြောင်ရှုရမယ်ဒါပေမဲ့ကိုယ့်ရဲ့သန္တာမှာထိဏ္ဍမိတ်တာဝင်လာရင်ဒီတိုင်းနေရပါလားဖြစ်ပြမြဲမြဲရှုရမှာလားတရားဓမ္မထိုင်နေတယ်ငိုင်ပြီးလာပြီဆက်ပြီးအိပ်ရပါလားဖြစ်ပြကောက်ရှုရပါလားဒါလည်းကရှုပါလားဆက်ငိုက်ပါလားမလုံးနဲ့နော်မလုံးနဲ့နော်ဖြစ်ပြရှုပြီးပေးရမှာဆက်မငိုက်နဲ့ငိုက်ရင်အောက်မှာပါရှိတယ်ဟုတ်ပြီနော်အဲ့တော့မငိုက်နဲ့ဖြစ်ပြရှုပေးအိတ်ချင်းတယ်ငိုင်ပြီးတယ်တွန့်တူတယ်ဆောင်းနေတယ်ဆိုရင်ဒီတိုင်းနေရပါလားဖြစ်ပြရှုရမှာလားဖြစ်ပြရှုကြမယ်ဆိုရင်ထိဏ္ဍမိတ်တာကဖြစ်ပြမြင်ရကြကပယ်လိုက်တာကတန်ရောစဉ်ပြတ်သွားတာကဒုက္ခထိဏ္ဍမိတ်တာကဖြစ်ပြမြင်ရကြကပယ်လိုက်တာကပြတ်သွားတာကဒုက္ခကျောင်းဒုက္ခအဆက်ပြတ်ခြင်းပါကြီးဘုရားဆိုရင်ထိဏ္ဍမိတ်တာနိဝရဏဝင်လာတဲ့အခါမှာလက်ခံရမှာလားဖြစ်ဖြစ်စုပေးရမှာလားရှင်းမလားတော့၄နံပါတ်ကဘာနိဝရဏဥဒိစ္စကုက္ကုစ္စနိဝရဏသူလည်းအမှန်ကြောက်စရာကောင်းတယ်နော်ဥဒိစ္စကုက္ကုစ္စနိဝရဏပြန့်လွင်တယ်နောင်တတပံပူပန်းတယ်ပေါ့နော်ဒါပေမဲ့တရားဓမ္မထိုင်တဲ့အခါမှာပြန့်လွင်မှုတွေနောင်တတပံပူပန်းမှုတွေဘာကြောင့်ဖြစ်ရတယ်ဆိုရင်စေတသောအဥပသမေစိတ်ပင်တက်တဲ့အကြောင်းအရာတွေရှောက်ပြီးတော့တောင်းတောင်းမြော့မြော့စဉ်းစားလွန်အားကြီးလို့စိတ်ပင်တက်တဲ့အကြောင်းတရားတွေဟိုစဉ်းစားလိုက်ဒီစဉ်းစားလိုက်ဟိုကြံလိုက်ဒီကြံလိုက်ရှောက်ပြီးတော့စိတ်ပင်တက်တဲ့အချင်းရာတွေရှောက်ပြီးတော့ကြာတည်နေမယ်ဆိုရင်စိတ်ကလည်းပြတ်သွားပြီမြောင်လားမௌဒ္ဒတွေစဉ်းစားပြီးနောင်တတဖန်လည်းပဲပူဝန္ဒတတ်တဲ့ကုက္ကုစာပြန့်လွင်တာကဥစ္စာနောင်တတပံပူပန္ဒကစိတ်ပြတ်နေတာကဥဒိစ္စနောင်တတပံပူပန္ဒကအဲ့ဒါတခြားကြောင့်ဖြစ်ရတာလားစိတ်မငြိမ်သက်တဲ့မငြိမ်စေကအာယုန်တွေ၆ပြီးစဉ်းစားနေလို့နော်ဒါယောဂီများကဥဒိစ္စကိုယ်စားဆိုတဲ့နိဝရဏတရားပဲညီမကြီးဘုရားဆိုရင်သမာဓိသင်္ခါရစေတသောဥပသမေသမာဓိသင်္ခါရသမာဓိကိုဆိုအပ်တော့စေတသောဥပသမေစိတ်ငြိမ်သက်စရာအကြောင်းကိုနှလုံးလေးမှန်မှန်ကန်နှလုံးသွင်းမှန်မှန်ကန်ကန်နဲ့နှလုံးသွင်းပေးရမယ်သမာဓိကိုဆိုတော့စိတ်ငြိမ်သက်စရာအကြောင်းတရား
ယောဂီများပြန့်လွင်နေတဲ့စိတ်ကိုတရားနဲ့ထရမလားသမာဓိနဲ့ထရမလားဒီကိုကသမာဓိကိုအကောင်းပြီးသမာဓိကြီးချောင်းလို့သမာဓိအကောင်းလာပဲဆိုရင်ကဲစိတ်ကပြတ်လို့ပါဟုတ်ပလားစိတ်မပြတ်လို့နော်သမာဓိအကောင်းလေလေစိတ်ကမပြတ်လွင့်လေလေပဲသမာဓိအကောင်းလေလေသမာဓိအကောင်းလေလေနောင်တတပပူအချင်းကောရှိပါဟုတ်ပလားဒါပေပြတ်လွင့်တဲ့ဥဒိစ္စနောင်တတပပူအတဲ့ကုက္ကုစာအဲ့ဒီတရားနှစ်ပါးဝင်လာရဲ့သမာဓိကြကြဒီထောင်းပြီးတော့ဟုတ်လားပေးရပဲသမာဓိအားကောင်းလို့စိတ်ငြိမ်လာရင်ပြည့်လွင်တဲ့သဘောမရှိတော့ပါပူပန်တဲ့သဘောလည်းပဲရှင်းမလားဒါကြောင့်ကိုယ့်ရဲ့သဏ္ဍာန်မှာဥဒိစ္စကုစ္စာဂျွေရဏရှိရင်ရှိတယ်လို့သိပါမရှိရင်မဖြစ်သေးတဲ့ဥဒိစ္စကုစ္စာဖြစ်လာရင်ဖြစ်မှတရားပဲပယ်လိုက်ရင်ပယ်ပြရတယ်နောက်တစ်ပါးမဖြစ်အောင်လည်းပဲသိပေးရပဲချုပ်ပါပေးရပဲဟုတ်လားဤကဲ့သို့ဖြစ်ပြကိုလည်းချုပ်ပါကြမယ်ဆိုရင်ဥဒိစ္စကုက္ကုစကဖြစ်ပြဖြစ်ရကြကပယ်လိုက်တာကပြတ်သွားတာကဒုက္ခဒီပညာတန်ဖို့ရှိရနော်အလုတ်တရားတွေပါအလုတ်တရားတွေပါနော်တတိပဌာနာသုတ်တံဓမ္မနုပတနာတတိပဌာလို့မှတ်ရမယ်နော်နောက်ဆုံးဘာနိဝရဏလဲဝိသိကိစ္စနိဝရဏဝိသိကိစ္စနိဝရဏကတန်တရားရှိစရာတွေယုံပါစရာတွေရှောင်းပြီးတွတ်တော့ဆင်ခြင်နေမှဆိုရင်အဲ့ဒါဝိသိကိစ္စနိဝရဏပဲအဲ့ဒီဖရာဘုံမှာတွတ်တော့တန်တရားရှိဖရာဘုံမှာယုံမှတက္ကဘုံမှာယုံမှအတိတ်သိက္ခာဘုံမှာယုံမှတဲ့သဘောဒီတခြားလားဝိသိကိစ္စလားအဲ့ဒီဝိသိကိစ္စနိဝရဏကိုယ့်ရဲ့သဏ္ဍာန်မှာပေါ်လာရဲ့ကုသိုလ်တရားများကိုဆင်ခြင်ပြီးတော့ပယ်ပေးရမယ်ကုသိုလ်တရားကိုဆင်ခြင်ပြီးတော့ပယ်ပြီးတဲ့အခါမှာအဲ့ဒီဝိသိကိစ္စနိဝရဏကိုလည်းပဲဖြစ်ပြရှုမှတ်ရမယ်ပေါ့နော်လက်မခံနဲ့ဒါပေမဲ့ကိုယ့်ရဲ့သဏ္ဍာန်မှာတန်တရားစိတ်ကလေးတွေယုံမှတဲ့စိတ်ကလေးတွေဝင်လာရဲ့လက်ခံကြပါလားဖြစ်ပြရှုပယ်ရပါလားဖြစ်ပြရှုလိုက်တဲ့ဝိသိကိစ္စဒီဝေဒနာကဖြစ်ပြဘုရားဉာဏ်ကပယ်လိုက်တာကပြတ်သွားတာကတန်ရောစဉ်ပြဒုက္ခရာရှင်းမလားဒီကဲ့သို့ဘုရားရှင်ကဓမ္မနုပါဒနာမှာနိဝရဏပပအနေအဘိဓာရှုပါပေးပါချုံးရမယ်နော်ဓမ္မနုပါဒနာနေရာမှာအာယတ30ပါးအနေအဘိဓာရှုပါပေးပါဓမ္မနုပါဒနာတရှိပြတာပါခန္ဓာ၅ပါးတဘာဘာကိုဖြစ်ပြရှုပြီးတော့လည်းပဲဆင်ခြင်ပေးပါဓမ္မနုပါဒနာတရှိပြတာမှာဘုဇင်9ပါးကိုလည်းပဲဖြစ်ပြရှုပြီးဆင်ခြင်ပေးပါဓမ္မနုပါဒနာတရှိပြတာမှာသစ္စာ၄ပါးကိုရှုပြီးတော့လည်းဆင်ခြင်ပေးပါနော်ဒီကဲ့သို့ရှုမှဆင်ခြင်ကြမယ်ဆိုရင်ဓမ္မတော်နောက်ဆုံးသစ္စာမြင်ဓမ္မနုပါဒနာမှာအကုန်လုံးမပေါင်းဆုံးရဘူးလားဒါကြောင့်မြတ်စွာဘုရားကငါဘုရားကိုယ်တိုင်သစ္စာလေးပါးပြတရားပိုက်ခြားထင်တယ်တိပြင်ကဲ့သို့ဘုရားအဖြစ်ရောက်ခဲ့ရပါလေမင်းတို့လည်းပဲသိပ္ပံကိုလိုချင်သစ္စာလေးပါးပြတရားပိုက်ခြားထင်တယ်တိပြင်အောင်ကြိုးစားကြလို့အဆုံးမဩဝါဒမဝိခဲ့ဘူးလားဒါပဲသစ္စာလေးပါးပြတရားပိုက်ခြားထင်တယ်တိပြင်ကြမယ်ဆိုရင်ဤဝမှာကိုယ့်ရဲ့တဏ္ဍာမှာမဂ္ဂင်7ပါးစုံ၍အဲ့ဒီမဂ္ဂင်7ပါးကတန်ရောစဉ်ကိုဖြတ်မယ်ဖြတ်ဘူးလားမဂ္ဂင်7ပါးကတန်ရောစဉ်ကိုဖြတ်လိုက်ရင်ကဲအနာဂတ်မှာဒုက္ခတွေပြတ်မသွားဘူးလားဒါပဲတန်ရောစဉ်ပြဒုက္ခရ၍ဟိုမှာဘယ်ကနေပါညာလိုချင်ရခြင်းပါတယ်ဘုရားဆိုရင်တို့သိရမှာကတခြားသာသစ္စာလေးပါလားကဲရဆိုဒုက္ခမြင်သည်သမုဒယကွာနိရောဓဒုသာမြို့တိမက်စေဒုက္ခမြင်သည်သမုဒယကွာနိရောဓဒုသာမြို့တိမက်စေယောဂီများကဒုက္ခကတဲ့ထုံချင်းရနိဗ္ဗာန်ကိုလိုချင်ရကြပါတယ်ဘုရားဆိုရင်သစ္စာ၄ပါးသိရမယ်ဆိုကြတော့လည်းပဲကျွတ်တူက၄ပါးလုံးလျှောက်တည်ရပါလားတပါးတည်းလားဒုတရားဘောရင်ဒုက္ခသစ္စာပဲညာတရားဘောရင်စိတ်တရားဘောရင်ယောဂီများကခန္ဓာ၅ပါးတဘာဝပေါ်တိုင်းပေါ်တိုင်းဟောဒုက္ခသစ္စာပဲဟောဒုက္ခသစ္စာပဲဟောဒုက္ခသစ္စာပဲလို့ပိုက်ချဖို့သိရမယ်ဆိုရင်ဒုက္ခမြင်တည်တိုက်မြင်တည်တိုက်ဘာကကွာကွာသွားလဲ
သမုဒိယသစ္စာကကွာကွာသွားကြည်ဒုက္ခသစ္စာတိတိုင်းဘာသစ္စာကကွာကွာသွားအဲ့ဒါဒုက္ခမြင်သိပါလေသမုဒိယကွာမကွာဘူးလားဒါပေမဲ့ဒုက္ခသစ္စာသိတာသမုဒိယသစ္စာကွာသွားတယ်ဆိုတော့သမုဒိယသစ္စာကွာတိုင်းမက္ခသစ္စာကမပေါ်ဘူးလားသမုဒိယသစ္စာကွာလေးမက္ခသစ္စာပေါ်လေးပဲသမုဒိယသစ္စာကွာလေးဒါပေမဲ့ဒုက္ခသစ္စာတစ်ချက်သိလိုက်ပြီးနှိမ့်ကြပဲတဲ့သမုဒိယသစ္စာလည်းကွာမက္ခသစ္စာလည်းရောက်သမုဒိယသစ္စာလည်းမက္ခသစ္စာလည်းရောက်ကိုယ့်ရဲ့ဟာဒီယာမှာမက္ခသစ္စာရောက်လာရင်မက္ခသစ္စာပေါ်လာရင်အဲ့ဒီမက္ခသစ္စာကတရားညွှန်ပါလားနိဗ္ဗာန်ညွှန်ပါလားနိဗ္ဗာန်ညွှန်တော့နိဗ္ဗာန်ကဘာသစ္စာဘုရားရှင်မြတ်ကသစ္စာလေးပါးများတရားဟောကြားခဲ့ပဲဟောကြားခဲ့ညာတော်လည်းပဲကျွတ်တို့အရေးကြီးစွာသိရပါကသစ္စာလားဒုက္ခသစ္စာလားယောဘိခွေဒုက္ခပတ္တိဒုက္ခသမုဒယဝိပတ္တိဒုက္ခတိယောဝိပတ္တိဒုက္ခတိယောဒကာမိနိပฏิပိရာဝိပတ္တိအကျင့်ပုဂ္ဂိုလ်တော်တရားတွေဒုက္ခသစ္စာသိလိုက်ပါဆိုရင်သမုဒယသစ္စာလည်းကွာပြီးသားပဲမက္ခသစ္စာလည်းပွားပြပြီးသားပဲယောဒသစ္စာကိုလည်းပဲမျက်မှောက်ပြုပြီးသားပဲဆိုတော့သစ္စာလေးပါရှိပဲခြိတတော်လည်းပဲကျုပ်တို့အရေးကြီးစွာသိရပါကသစ္စာလားဒုက္ခသစ္စာလားဒါပေမဲ့နိဗ္ဗာန်လို့ရဲ့အများကြီးသိရပါလားတပါးတည်းလားတပါးတည်းဆိုရင်မများပါဘူးများသေးလားရုပ်ပေါ်ရဲ့ဘာသစ္စာညာပေါ်ရဲ့ဘာသစ္စာယောဂီများကခန္ဓာ၅ပါးတပါးပါရဲ့ဘောပါဒုက္ခသစ္စာပဲဒုက္ခသစ္စာပဲလို့သိကြသမုဒိယသစ္စာကကွာတော့မယ်ဆိုရင်သမုဒိယသစ္စာကွာတိုင်းဘာကိုပဲနေလဲတာယောဇဉ်ကိုပဲနေတယ်ဘာပဲနေလဲဒီသမုဒိယသစ္စာကတာယောဇဉ်ကိုဒါဝေဒုက္ခသစ္စာသိတိုင်းဘာကိုပဲနေလဲဤကဲ့သို့တာယောဇဉ်ကိုပဲတဲ့အတွက်နောက်ဆုံးလေးပဲလေးဖို့ရပြီသမုဒိယသစ္စာသာအကျိုးအမရှိပဲနိုင်မယ်ဆိုရင်ကဲဒါကမှဒီခန္ဓာမျိုးပြန်ရပါအောင်မလားသမုဒိယသစ္စာတဏှာလောဘလေးပဲလေးဖို့နဲ့အကျိုးအမရှိပဲနိုင်တဲ့အတွက်အာသောလေးပြကိစ္စင်ကွာ၍ယန္တာဘဝရောက်ပြီးယန္တာဘဝနဲ့ပြိဋိဘံစံပြီးကဲဒါကမှခန္ဓာလေးဆက်ကရပါအောင်မလားခန္ဓာလေးဆက်ကမရရင်ဒုက္ခဆက်ပြတ်သွားပြီပြဘူးလားဒါကြောင့်တာယောဇဉ်ပြဒုက္ခရာတာယောဇဉ်ပြဒါကြောင့်တရားဓမ္မတွေတာယောဇဉ်နဲ့ပြဒုက္ခဆက်ရပြီးဟောမဘက်ကနိဗ္ဗာန်ကိုလိုချင်ရခြင်းပါတယ်ဖျားဆိုရင်ကျုပ်တို့ဘယဘာကတခြားလားတာယောဇဉ်လားတာယောဇဉ်ပဲခြင်းများတော့လိုပဲတိုင်းပါလားဒုက္ခသစ္စာသိပါလားဒုက္ခသစ္စာသိကြပြန်တော့လိုသိပါလားခန္ဓာကြီးမှသိပါလားဒါပေမဲ့ကိုယ်ခန္ဓာကိုယ်ညာနဲ့သိရင်ယောက်ျားမိန်းမမြင်ရပါလားဒုက္ခသစ္စာမြင်ရပါလားဒါပေမဲ့ခန္ဓာ၅ပါးဖြစ်ပြကဘာသစ္စာဖြစ်ပြပဲလို့အမှန်ကမြင်တော့ညာကဘာသစ္စာပယ်လိုက်တာကဘာသစ္စာနာကမှာဘယုတ်ဘနာဘယ်ခန္ဓာမှပြန်မရမှုကဘာသစ္စာဒါဧကဲ့သို့သစ္စာလေးပါလိုပြီးတရားများကိုကြေးကြကျိုးစားပေါ်များကြပြီလေဤဝပါပဲတောင်ရောက်စဉ်များကိုပယ်နိုင်၍ဒုက္ခဆက်ကြပြီလေဟောမဘကနိဗ္ဗာန်တို့ရောက်သွားကြပါစေတွားနိုင်ကြပါစေဆိုပြီးတရားပွဲညီကုန်းထုတ်ကြအောင်စို့